လှဲတဲ့ကမညူဆိုင်ရောက်တာဒီကမညူရဲ့ဆိုင်ကရွှေရင်အေးရမယ်မုန်းတွေဆိုင်ရောက်မယ်ရခိန်မှုနေရပါမယ်ရှင်အဲ့မှာကြည့်လာအားပေးကြနော်ဒီဆိုင်ဒါနှစ်ပေါင်း20ကျော်ကစားလို့သူတို့ဖွင့်လာခဲ့တာပါဒီမှာကြည့်လိုက်ဟမ်ဒီမှာရိုက်မယ်ဒီမှာထမန်နဲ့ကလည်းသူကအပေါ်ရောလေးဆောင်ရောအများကြီးပေးတယ်နော်စားလို့အရန်ကောင်းပါလေရှင်ဒီမှာဟာဗါတာဘူးဟိုကဟာဒါနို့ဗါလဲနို့ဆန်ပြုတ်ဒါထမန်နဲ့ဒီမှာအရန်ကောင်းပါလေဒီမှာလှဲနေစီအမလှဲနေစီထဲမှာဟိုမှာဒီကဆိုင်ရှင်ကိုကြီးကစွတ်ကျဲအင်းနေအမဆိုင်မမို့ဆိုင်ရှင်ကိုကြီးကစွတ်ကျဲအင်းနေအမမုံစားနေတဲ့လူတွေဒီမှာသမီးနော်အမဟိုမှာရောင်းနေတာမတဲကြည့်မှုနေအမအမအဲ့ဆိုရင်သွားမယ်ကဲစားလို့လည်းပြီးပြီသွားမယ်ဟုတ်နောင်လေးလာစားမယ်နောင်လေးဆိုရင်ဒီဖြစ်တွေရောက်တော့မှာပဲမစတော်ရင်ပြီးပြီဒီပြီးပြီကတော့ကစားဦးလို့ပါတယ်ခေါ်တာကပဲမြင့်ငါပြောသည်လာကဲထဲထဲစီးထဲမှာကျမတို့ကမုံကြီးရခိုင်မုံကြီးစားတယ်ထမင်းနဲ့စားတယ်ဒီမှာချစ်ပန်ဆိုင်နေအမလေးအဲ့ဒါဒီမှာပန်းဆိုင်တူကြီးစားတော့ကအကုန်စိတ်ရှိရင်းနဲ့ထဲမှာဒီမှာမကြည့်ဘူးကြည့်စမ်းမကြည့်အကုန်ဆုံးနေတာလေငါပြောသေးဆိုင်လို့ဒီမှာအတန်းကဆိုင်နဲ့ရောက်ပြီဟိုမကြီးဟိုမှာလေဟုတ်ဘူးလေဟိုကလေအဲ့ချုပ်တယ်မှာလေမသိဘူးအဲ့ဒါခုနှစ်လဲမှာလေဒီမှာဟုတ်ရဲ့ခုနှစ်လဲမှာဟုတ်မဆိုင်ဆိုင်ဘူးချစ်သားဆိုင်ဒါအသားကလည်းရောက်လာပြီကျော်ပဲကြီးကလီမိုသီးတွေရတယ်ချစ်တဲ့နေ့ကရောက်လာတယ်ဘယ်နာရဒီထဲရပါဘူးဒီတော့ဆန်ငါချောက်ဆိုင်ငါခွေးတဲ့ဆိုင်ငါချောက်ဆိုင်ပြောင်းဆိုင်ငါချောက်ဆိုင်ကဲလာသမီးကဲပြီးပါပြီရောက်ပါပြီမတော်လေးတဲ့โอเคဘိုင်ဘိုင်တတာကဲလာခဲ့ခုနတပိပဲဘိုင်ဘိုင်တတာဒီနေ့စီးထုံးโอเคဆိုရင်စီ